စီးပွားရေးလောကတစ်ခုမှာငွေဆုံးရှုံးတာထက်လူပေါင်းမှားတာကပိုပြီးတော့အန်ဒီရများပါတယ်။ဘာလို့ဆိုတစ်ဖက်ကလူကကိုယ့်ကိုပေါ့နော်အမျက်ထုတ်ဖို့စ조사နေရလားဒါမှမဟုတ်နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းအောင်လို့ပြုလုပ်နေရလားဆိုတာကိုစကားပြောရုံနဲ့ပေါ့နော်မသိနိုင်ပါဘူးဒီနေ့မှာတော့စီးပွားရေးလောကမှာအတွေ့အကြုံရှိတဲ့သူတွေရဲ့လက်သုံးစကားဖြစ်တဲ့ပေါ့နော်လူကဲခန့်ဤအတတ်ပညာ၃ခုကိုပြပေးမှာပဲဖြစ်ပါတယ်နံပါတ်1မယုံနိုင်စရာကန့်လန့်ချက်စကားပြောတဲ့အခါမှာအကျိုးမြတ်တွေကိုပဲတောက်လျှောက်ပြောပြီးတော့ဒီဆုံးရှုံးနိုင်စရာ risk တွေကိုတော့တလုံးမှထည့်မပြောတဲ့သူတွေကိုသတိထားပါတကယ်စီးပွားရေးသမားစစ်စစ်ဟာဖြစ်နိုင်ခြေရှိတဲ့အခက်အခဲတွေကိုပေါ့နော်ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်ပါတယ်အကောင်းနေကြီးပဲရှောက်ပြောနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒါဟာထောင်ချောက်ဒါမှမဟုတ်လို့ရှိရင်အတွေ့အကြုံမရှိတဲ့သူပဲဖြစ်ပါတယ်နံပါတ်2လက်အောက်ငယ်သားတွေပေါ်ဆက်ဆံရေးမီတင်တစ်ခုလုပ်တဲ့အခါဒါမှမဟုတ်ထမင်းလက်ဆောင်စားတဲ့အခါသူဟာဝန်ထမ်းတွေဝေယဝိဆလုပ်ပေးတဲ့သူတွေအပေါ်ဘယ်လိုဆက်ဆံလဲဆိုတာကိုစောင့်ကြည့်ပါကိုယ့်ထဲနှိမ်ကြတဲ့သူတွေကိုနှိမ်ချဆက်ဆံတတ်သူဟာစီးပွားခြင်းပေါ့နော်ကိုနဲ့စီးပွားခြင်းဖလှယ်တဲ့အခါမှာကိုယ့်ကိုလှည့်စားဖို့ကိုပေါ့နော်ဝင်မလေးတဲ့သူပဲဖြစ်ပါတယ်နောက်နံပါတ်3ဂတိအလွန်အကျုံပေးသူမေးသမျှတိုင်းကိုရပါတယ်မဖြစ်ဖြစ်အောင်လုပ်ပေးပါမယ်ဆိုပြီးတော့ဂရိကိုအလွယ်တကူအလွန်ကြုံပေးတဲ့သူတွေကိုသတိထားပါ professional ကြတဲ့သူတွေဟာတခုခုကိုဂရိမပေးခင်တေချာစဉ်းစားပြီးတော့ဒါကတော့ဖြစ်နိုင်တယ်ဒါကတော့တေချာစဉ်းစားရပါအောင်မယ်ဆိုပြီးတော့အကန့်အသတ်နဲ့ပေါ့နော်သူတို့ကပြောတတ်ပါတယ်အလွယ်တကူပဲဂရိကိုပေးတဲ့သူဟာအလွယ်တကူဂရိကိုဖြတ်တတ်ပါတယ်စီးပွားရေးလုပ်တယ်ဆိုတာစာချုပ်ပေါ်မှာထက်ယုံကြည်မှုပေါ်မှာတည်ဆောက်တာပါစကလုံးလားလားတွေထက်အပြုတ်အမူတွေကိုဦးစားပေးပြီးတော့ကြည့်ရှုသင့်ပါတယ်ကဲအားလုံးလည်းစီးပွားရေးလုပ်ရင်းနဲ့လူမှားပေါင်းပြီးလို့ပေါ့နော်သင်ခန်းစာရခဲ့တာမျိုးရောရှိလားရှိရင် comment မှာမျှဝေခဲ့ပေးပါဒီနောက်ထပ်ပေါ့နော်ဘလို့ဘူးတရရမယ်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာသိရအောင်လဲအကောင့်လေးကို follow လေးလုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်